လိုင်းပေါ်ညီကိုတွေအားလုံးမင်္ဂလာပါနော်ဒါတော့18တောင်ခွန်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဥဝိုင်းတော်မှာကြိုက်တယ်ဆိုတဲ့ညီကိုများတော့ဒါဒီ18တောင်ခွန်ကြီးဆိုရင်တော့အတင်းတော်ဆုံးခွန်လို့ပြောလို့ရပါတယ်ခင်ဗျာဒီမှာမြင်တဲ့အတိုင်းပဲဥဝိုင်းဝိုင်းလေးနဲ့ဝင်ဖွင့်ကြတာမှာကြိုက်တဲ့ညီကိုများတော့ဝင်ဖွင့်ကြလေးနဲ့ကျွန်တော်တို့ဘက်ကလုပ်ပြထားတဲ့ခွန်လေးပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒီခွန်ကြီးဆိုရင်တော့ဒါကျွန်တော်တို့မနက်ကိုပန်ရှင်လက်ကိုအက်ကမဲ့ခွန်ကြီးပဲဖြစ်ပါတယ်ခင်ဗျာဒါထောင်တကူစီနဲ့တောင်းတောင်းလေးစီခြင်းနဲ့ကိုကြီးတို့ကျွန်တော်တို့ထောင်တကူစီလေးလုပ်ပေးပါဆိုလို့ထောင်တကူစီလေးလုပ်ပေးထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒါအကုန်လုံးဝယ်ဒီစိတ်တိုင်းကြမှုရှိစေတဲ့ကာလာမျိုးလေးတွေဆိုကျွန်တော်တို့ဘက်ကလှုပ်ဆောင်ပေးထားတဲ့အနေအထားလေးတွေပဲဖြစ်ပါတယ်ခင်ဗျာဒါနန်ဒီမှာဆိုလဲ Honda Pro ဆိုတဲ့နာမည်လေးထိုးပေးပါဆိုလို့ကျွန်တော်တို့ဘက်ကအသားစီးလေးနဲ့ Honda Pro ဆိုတဲ့နာမည်လေးကိုထိုးပေးထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာနေဝဲညီကိုများလဲယုံကြည်စိတ်ကြစွာမှာအောင်နိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3996083991 3996833353591989ကိုဆက်သွယ်မှာအောင်နိုင်ပါတယ်ခင်ဗျာTikTok ချက်ပေါက်ကနေလဲသိကျင်တဲ့ Fiber မျိုးမျိုးကြောင်းကိုလည်းအသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့နေဝေးဆိုလဲကားနဲ့လိုက်လံပို့ဆောင်ပေးပါတယ်ခင်ဗျာကျွန်တော်တို့ Fiber ရုံလာဝယ်ယူသွားတဲ့ကိုအောင်မျိုးကိုလည်းအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ Fiber ချစ်မိတ်ဆွေများအားလုံးအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ